ဘေးရောင်မှအလွယ်တကူလက်မလျှော်ပါနဲ့တခါတော့အတိုင်းပြည်တစ်ခုမှာစစ်တိုက်တာရေးမတန်တော်တဲ့စစ်သူကြီးတဦးရှိတဲ့ဒီနေ့မှာတော့စစ်သူကြီးဟာဘယင်မကြိုက်တာတစ်ခုကိုလုံမိလိုက်တယ်ဘယင်ဟာအမျက်တော်ရှာပြီးစစ်သူကြီးကိုအခုလိုအမိန့်ချမှတ်လိုက်တယ်၃ရက်အတွင်းမြားအစင်းတသိန်းလုပ်ပေးရမယ်မပေးနိုင်ရင်ယာတို့ကနေဖယ်ရှားပြီးအပြစ်ဒဏ်ကြားရမယ်တဲ့အဲ့ဒီအချိန်မှာအင်အားကြီးမားတဲ့ရန်သူတက်ကြီးဟာသူတို့မျိုးကိုတိမ်မှုရေချောင်းကနေချီတက်လာရင်းနဲ့မြို့နှမ်းကိုရောက်ခန့်ပြီးမြကန်းတဲ့တနေရာမှာစကန်းချနေပါတယ်ဘယင်ကြီးမှာအဲ့ဒီရန်သူတွေကိုပြန်တိုက်ဖို့အတွက်မြားတွေအများကြီးလိုအပ်နေပါတယ်ဒီအခါမှာစစ်သူကြီးဟာ၃ရက်အတွင်းမြားအစင်းတသိန်းလုပ်ပေးပါမယ်လို့ဘယင်ကိုပြန်ပြီးရှောက်တင်လိုက်တယ်တကယ်တော့မြားအစင်းတသိန်းလုပ်ပေးဖို့အတွက်စစ်သူကြီးမှာဝါအလုံသမားစတာရဲ့အလုံအလောက်မရှိပါဘူးတကယ်လို့ရှိခဲ့ရင်တော့၃ရက်အတွင်းအချိန်မီပြီးစီးဖို့ဆိုတာမဖြစ်နိုင်ဘူးလေဒါပေမဲ့စစ်သူကြီးကနီလန်းတစ်ခုတော့ရှိလိမ့်မယ်လို့ယုံကြည်ထားပါတယ်စစ်သူကြီးကတညာလုံးမေပဲဘာလို့ရမလဲဆိုတာကိုအကြံထုတ်တယ်ဒီလိုနဲ့မိုးလင်းကန်ဒီမှာအကြံတစ်ခုကိုတူရလိုက်ပါတယ်ဒါနဲ့စစ်သူကြီးကသူ့ရဲ့စစ်သားတွေကိုရွက်တင်မော်တွေလှေရဲ့ဘေးမှာကောက်ရိုးတုံးတွေကိုကြီးခိုင်းလိုက်တယ်ပြီးတော့လှေတွေပေါ်မှာလူရုပ်ပုံစံကောက်ရိုးတုံးတွေကိုပြုလုပ်ခိုင်းလိုက်ပါတယ်လှေတစ်စီးလုံးရဲ့ရွက်တွေတက်တရားအစားကောက်ရိုးတွေအပြည့်နဲ့ဖုံးကွယ်ထားခဲ့တာပေါ့နောက်တနေ့ရဲ့ညနေနေဝင်ကန်ဒီအချိန်မှာတော့နှင်းတွေကထူထဲစွာကြာနေတယ်ဒီအချိန်မှာပဲစစ်သူကြီးကသူ့ရဲ့ရွက်တင်မော်တွေလှေတွေကိုမြစ်ကြောင်းအတိုင်းဆုံးဆင်းလာခဲ့ပြီးရန်သူစခန်းချနေတဲ့နေရာအနီးတီကိုချင်းကပ်လာခဲ့ပါတယ်ရန်သူကနှင်းထုတွေကြားထဲကမတဲမကွဲမြင်နေရတဲ့မဲမဲသဏ္ဍာန်လှေတွေကိုမြင်တဲ့အခါမှာထိတ်လန့်သွားကြပါတယ်ဒါပေမဲ့စစ်သူကြီးရဲ့ရွက်တင်မော်တွေလှေတွေကိုလည်းစခန်းထဲကထွက်ပြီးမတိုက်ရဲဘူးဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ရန်သူတွေဟာဆေးရေးပရိရွယ်ကြွားတဲ့စစ်သူကြီးရဲ့သတင်းကိုကြားဦးထားကြတာကြောင့်ပါ။ဒါကြောင့်ရန်သူတွေဟာစစ်သူကြီးရဲ့စစ်သင်္ဘောတွေလှေတွေကိုအပြင်ထွက်မတိုက်တော့ဘဲမြားတွေနဲ့ဝိုင်းဝန်းပစ်ခတ်ကြပါတယ်။စစ်သူကြီးကလည်းသူ့ရဲ့စစ်သင်္ဘောတွေလှေတွေကိုမြားတကန်းအကွာမှာပဲရပ်ထားလိုက်ပါတယ်။ဒီအခါမှာရန်သူရဲ့မိုးရွာသလိုရွာသွန်းလာတဲ့မြားမိုးတွေဟာစစ်သူကြီးရဲ့လှေတွေစစ်သင်္ဘောတွေပေါ်ကကောက်ရိုးတုံးတွေကိုလာရောက်စိုက်ဝင်ကုန်တာပေါ့ရန်သူစစ်တပ်ဘက်ကတော့စစ်သူကြီးရဲ့လေတွေကိုကြောက်လန့်တကြားနဲ့သူတို့ရဲ့မြားတွေကုန်တဲ့အထိကိုမယံမနာပစ်ခတ်ကြပါတယ်ရန်သူဘက်ကနေမြားတွေပြစ်တာရပ်တန့်သွားတဲ့အခါမှာစစ်သူကြီးကသူ့ရဲ့စစ်သင်္ဘောတွေလေတွေကိုချက်ချင်းပဲနောက်ကိုပြန်လှည့်ခိုင်းတယ်ဒီအခါမှာစစ်သူကြီးရဲ့စစ်သင်္ဘောတွေလေတွေမှာမြားအစင်းထောင်ပေါင်းတောင်းပေါင်းများစွာဟာစိုက်ဝင်နေခဲ့ပါတယ်စစ်သူကြီးကအဲ့ဒီမြားတွေကိုနှုတ်ယူလိုက်ပြီးဘရင်ကိုမြားအစင်းရဲ့တသိန်းတီတီကိုဆက်သားလိုက်ပါတော့တယ်ဒီအခါမှာဘရင်ကြီးကစစ်သူကြီးရဲ့ညံရင်ညံသွေးကိုအရန်သဘောကျသွားတာကြောင့်စုတော်လက်တော်တွေချီးမြှင့်လိုက်ပြီးအပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာလည်းအလုပ်တစ်ခုကကြီးမားခက်ခဲလွန်းလို့စချင်းမှာမဖြစ်နိုင်ဘူးလို့ထင်ရတတ်တဲ့အချိန်တွေရှိလာတတ်ပါတယ်။ဒါပေမဲ့ဘယ်လိုအခက်အခဲတွေကိုမဆိုကျွန်တော်တို့ရဲ့အုံနောက်တွေကိုပြေဝတုံးချပြီးဖြစ်နိုင်တဲ့နည်းလမ်းတွေကိုစဉ်းစားတွေးခေါ်ရင်းနဲ့အခက်အခဲတိုင်းကိုကြော်ဖြတ်နိုင်ဖို့လိုပါတယ်။ဒါကြောင့်ဘဝမှာပြဿနာတစ်ခုခုအခက်အခဲတစ်ခုခုနဲ့ကြုံလာတဲ့အခါမဖြစ်နိုင်ဘူးဆိုတာကနေစပြီးမတွေးပါနဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဒီအခက်အခဲကိုဘယ်လိုကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကိုပဲရှာဝေးပါနည်းလမ်းတစ်ခုမဟုတ်တော့တစ်ခုတွေးလာပါလိမ့်မယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီပုံမြင်လေးကနေတန်ဖိုးကြီးတဲ့တစုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်